ဒီဝမ်းဆက်လေးကိုမြင်မှတ်မိမယ်ထင်တယ်ဒီဝမ်းဆက်လေးက mindset collection ကနေပြီးတော့တစုံနဲ့ထွက်တဲ့ဝမ်းဆက်လေးပေါ့နော်မိုင်စစ်ကတီချာသူကိုယ်တိုင် try on လုပ်ပြပြီးတော့ဒီဝမ်းဆက်လေးလက်ဆောင်ပေးထားပါတော့ဒီဝမ်းဆက်လေးကိုအရင်ကြိုက်တယ်ပြီးတော့ဒီလိုမျိုး concept ကိုအရင်ဆွဲလန်းနေဆိုတော့လေခဏခဏဝတ်ဖြစ်တယ်တော်တော်ဟောင်းနေပြီလို့ပြောလို့ရတယ်ခဏခဏရှော့ရှော့ပြီးဝတ်လို့ဒီရင်စီဝတ်လို့ရနေတဲ့ရွေးရတော့ Christmas နေရိုင်းပုံလေးရိုက်တင်မယ်လို့စိတ်ကူးနေတာပေါ့နော်အခုတော့တော်နေသေးဝတ်နေသေးဒီလိုမျိုးတော့မှဖဲပြားလေးပါတယ်ဖဲပြားနဲ့ဆိုရင်ချစ်ဆက်တယ်ဒီရင်ချစ်တော့တော့တိုင်းလည်းလာလို့ဒီလို